ส่วนยันเนี่ยดอลลาร์ติงดันซาจูส่วนยันหาบันดาลมวยมวยไทยกวยสิมาเองเชียนไทยกษัตริย์มายามินปีเกสันชัยเนี่ยชิมပြန်ခဲ့တာပါဒီပွဲဟာတာမန်ပွဲမဟုတ်ပါဘူးส่วนยันเดือသူ့ရဲ့ကစားသမားဘဝအကြီးမားဆုံးဘောနတ်ဖြစ်တဲ့ဒေါ်လာติงတန်ဝိုင်းရဲ့ပင်မကန်ရိုက်စာချုပ်စီကိုရောက်ဖို့နောက်ဆုံးခွင့်အရေးတစ်ခုလို့အရေးပါတဲ့ပွဲဖြစ်ခဲ့ပါတယ်ယာမင်းကလည်းထိုးဝါပင်းတဲ့ KO အနိုင်ရဘူးသူမို့ဒီပွဲကိုနှစ်ဖက်စလုံးကအားစိုက်ထုတ်ခဲ့ကြပါတယ်ပထမအချီကတကယ်ကမီကုံရန်ကုံတိုက်ပွဲလို့ပြောရပါမယ်နှစ်ဖက်စလုံးအလဲအလဲဝင်ထိုးကြတာမှာစွန်ရက်ရဲ့တန်မနီလိုခံနိုင်ရင်နဲ့စိတ်ဓာတ်ကိုထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပါတယ်ယာမင်းရဲ့လက်တီးပြင်းတွေကိုကာကွယ်ပြီးသူ့ရဲ့တိကျတဲ့တံပြန်တိုက်ခတ်မှုတွေအထူးသဖြင့်ပြင်းထန်တဲ့ဒူးတိုက်ချက်တွေနဲ့လဝဲလက်တီးတွေဟာထိုင်းကစားသမားကိုခေါင်းကိုင်းဆိုင်ကျစေခဲ့ပါတယ်ဒုတိယအချီမှာတော့စွန်ရက်ဟာတိုက်ပွဲကိုပုံမထိန်းချုပ်နိုင်ခဲ့ပါတယ်သူ့ရဲ့ခံစစ်ကတောင့်တင်းလာပြီးထိုးထက်ချက်တိုင်းကအမှတ်သားရှိပါတယ်ယာမင်ကသူ့ရဲ့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့စွန်ရက်ရဲ့တိကျတဲ့တိုက်ခိုက်ရေးစနစ်ကိုကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူးပွဲပြီးဆုံးချိန်မှာတော့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ဟာမြန်မာပရိသတ်တွေအတွက်ပျော်ရွှင်စရာပါပဲအမှတ်ဖြင့်အနိုင်ရရှိကြောင်းကြေညာလိုက်တဲ့အခါစွန်ရက်ရဲ့မျက်နှာပေါ်ကအောင်ပွဲခံပြုံးဟာသူ့ရဲ့ကြိုးစားအားထုတ်မှုတွေအတွက်တန်ဖိုးရှိလွန်လာပါတယ်နိုင်ပွဲရပြီးနောက်ဂုံပြူစုချီးမြှင့်တဲ့အခိုက်အတန့်ကိုရောက်တဲ့အခါမှာတော့လွန်ခဲ့တဲ့ညကရင်ခွင်တန်းတွေဟာပိုမိုမြန်ဆန်လာခဲ့ပါတယ်ဝိုင်းရဲ့စီဟိုထစ်တူချာထရီစီယော့တုံကဒီပွဲစဉ်မှာစွမ်းဆောင်ရည်အကောင်ဆုံးကစားသမားတွေကိုဒေါ်လာစုကြေးချီးမြှင့်ကြောင်းကြေညာတာမှာစွန်ရဲ့နာမည်ကိုထည့်သွင်းပြောကြားလိုက်ပါတယ်သူဟာကျွန်တော်တို့ပင်မစရင်သေးကိုရောက်ဖို့နီးစပ်နေပြီဒီညသူ့ရဲ့စွမ်းဆောင်ရည်ကတိတ်ကိုအထင်ကြီးစရာကောင်းတယ်ဒေါ်လာစုကြေးကိုသူထိုက်တန်ပါတယ်လို့ချာထရီကဆိုခဲ့ပါတယ်